အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီလိုဗီဒီယိုလေးမြဲထားကြာပြီပေါ့နော်အခုလိုဟိုနားဒီနားသွားတဲ့ဗီဒီယိုလေးမြဲထားကြာပြီဟောဒါ2024ရဲ့ပထမဆုံးဗီဒီယိုပေါ့နော်အခုလိုနေပူတဲ့အချိန်မှာနည်းနည်းအပန်းဖြေလို့ကောင်းမဲ့နေရာလေးတစ်ခုသွားမှာဖြစ်ပါတယ်အဲ့နေရာလေးကတော့大家好，ခေါင်းစဉ်တော့မကြည့်ရဘူးကွာ 大家တော့ Heaven for You ဖြစ်ပါတယ် ဘယ်နားလဲ ။ဒါဘယ်နေရာမှာရှိတယ်ဆိုလို့ရှိရင်ဒါကင်မင်းကျွန်းရဲ့တနေရာလို့ပြောလို့ရတယ်ပေါ့နော်။ကင်မင်းကျွန်းစီစုံကနေပြီးတော့မေးသွားလိုက်လို့ရှိရင်နည်းနည်းလေးလှမ်းလိုက်ရှင်ရောက်ပါပြီ ဟုတ်တယ် ။ကျေးဇူးတင်ပါတယ် အဲ့နေရာပါ ။အဲ့နေရာပါ အဲ့နေရာပါဘယ်ဆုံးရှိနေပါလဲ ရှိတယ်အိမ်လေးလေးရှိတယ်ရေဦးကန်နာမှာလေ ဟုတ်တယ်လှရဒီလမ်းလေးအဝင်လမ်းလေးလှနော်ဒီမှာလုံးလို့ကောင်းတာကကျွန်တော်လာပြီဆိုလို့ရှိရင်ဟာရေကူးမယ်ပြီးတော့ဓာတ်ပုံရိုက်မယ်ပြီးရင်အပန်းဖြေမယ်ဗျာနေကင်းနေလယ်မှာဒီမှာဆိုရေကူးကန်ဘေးနားမှာလည်းအဆောင်လေးရှိတယ်အဲ့ဒီအဆောင်လေးတွေမှာတို့ကထိုင်ပြီးတော့မုံစားမယ်ပြီးမုံစားပြီးတော့လည်းညနေဆောင်လောက်ဆိုရေလေးကူးမယ်အဲ့အတွက်တစ်ခုပဲကောင်းတယ်ကျန်တော့ထွေထူးဘာမှတော့မရှိဘူးနည်းနည်းပါးပါးလမ်းလျှောက်မယ်စပိန်လေးစီးပြီးတော့ဓာတ်ပုံလေးရိုက်မယ်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးလည်းအများကြီးပဲအဲ့ဒါဓာတ်ပုံရိုက်မယ်ပြီးတော့လို့ရှိရင်ဒီရေကူးမယ်အပန်းဖြေမယ်အဲ့အတွက်ကတော့ဒီနေရာလေးကတော့မဆိုးဘူးလို့ပြောလို့ရတယ်နော်လာပြီဗျာအဲ့လေနော်ဒါအတာတိုက်ကြိုင်းလို့ပါလာလို့လားကြိုင်းလို့ရေလာတော့လား你看拿不来，我拿来就直接了。我这里毛了。可以。走。哎，One, two, three, go. What the fuck bro One hour later. ပြန်ပါပြီတော်တော်မောင်းနေပြန်ပါပြီ